ပို့တဲ့ရိုက်ပန်လို့ခေါင်းလောင်လေးများထိုးနဲ့လိုက်ပန်လို့ကြားလိုက်တဲ့ခိုက်တက်မှာနေငိမ့်နဲ့ကြောင်းရိပ်စီလမ်းရင်ပြေလို့တွေ့လိုက်ချင်ရဲ့ဒီငယ်ကလေးတို့ရုပ်တရက်ထပြန်စင်ဒီရွယ်ချောင်း